programming ကိုလေ့လာနေတဲ့တော်တော်များများသောသူတွေရှေ့မရောက်ဖ ೇನೆ အစမှာတဝဲလည်လည်ဖြစ်နေတာဘာကြောင့်လဲတင်ကိုယ်တိုင်ပဲဖြစ်ဖြစ်တင့်ရဲ့တငယ်ချင်းအသိမိတ်ဆွေတွေထဲမှာပဲဖြစ်ဖြစ် programming ကိုလေ့လာနေပြီမဲ့အချိန်တွေသာကုန်သွားပြီးတိုးတက်မှုမရှိပဲတဝဲလည်လည်ဖြစ်နေရမျိုးကြုံမှုပါသလားကြုံနေကြရပြီလားကြုံနေကြရပြီဆိုရင်တော့ဒါဟာဘာကြောင့်မှလဲဆိုတာကိုဒီနေ့ပြောပြပေးသွားပါမယ်တေချာတာတစ်ခုကတော့သင်ဟာအခုပြောပြမယ့်အချက်တွေကတစ်ခုခုနဲ့ကိုက်ညီနေပါလိမ့်မယ်။နံပါတ်1ဘယ်ကျူရိုရီယယ်ကိုလေ့လာမယ်ဆိုတာတသက်မှတ်သေးဆုံးဖြတ်ချက်မရှိဘဲလိုင်းမော်ကတွေ့ကြရကျူရိုရီယယ်တွေကိုတစ်ခုပြီးတစ်ခုလိုက်ကြည့်တာ။နံပါတ်2 language 3-4မျိုးကိုတစ်ချိန်တည်းမှာသင်ယူဖို့ကြိုးစားတာ။နံပါတ်3လေ့လာရင်လေ့ကြည့်ရင်အခက်အခဲတစ်ခုခုတွေ့တာကြုံတာနဲ့အဲ့ဒီအရာကိုရပ်ပစ်လိုက်တာ။နံပါတ်4ဇွဲရှိရှိလေ့လာရမယ့်အစားတခြားသူတွေကပါရမီရှင်ဆိုတဲ့အတွေးတွေရှိနေတဲ့အခါဒီအမှုချင်းတွေရှိနေတယ်ဆိုရင်တော့တင့်ရဲ့နီးနာကိုပြောင်းလဲဖို့လိုအပ်နေပါပြီ။ဒါတွေကတင့်ကိုတိုးတက်မှုမရှိပဲအချိန်တွေသာကုန်ပြီးတဝဲလဲလဲဖြစ်စေရပါ။ဒါဆိုရင်ဘယ်လိုလုပ်မလဲ။နံပါတ်1ရှင်းလင်းတဲ့တည်ယူမှုလမ်းကြောင်းတစ်ခုတေချာရွေးချယ်ရေးဆွဲပြီးအဲ့ဒီအတိုင်းသွားပါ။ဆိုလိုတာကကျူတိုရီယယ်တစ်ခုဆိုတစ်ခုကိုပြီးဆုံးအောင်ဇွဲရှိရှိအစအဆုံးလေ့လာပါနံပါတ်2လက်တွေ့ကျတဲ့ပြင်ပကဘာကပြဿနာတွေနဲ့ဆိုင်တဲ့ project တည်လေးတွေရေးဆွဲလေ့ကျင့်ကြည့်ပါပြည့်စုံမှုမလိုပါဘူးနံပါတ်3အခက်အခဲတွေမိကုန်းတွေရှိလာတဲ့အခါမင်းမြတ်မှုအတွက် community တွေ group တွေကိုဝင် join ပါနံပါတ်4ဇွဲရှိရှိလုပ်ပါတနေ့တနာရီပဲဖြစ်ဖြစ်လုပ်ဖြစ်အောင်လုပ်ပါညံမို့မလိုပါဘူးဖြည်းဖြည်းနဲ့မှန်မှန်သွားဖို့ကအဓိကပါဒီအချက်တွေအတိုင်းပြောင်းလဲလုပ်ကြည့်မယ်ဆိုရင်တော့တဝဲလဲလဲဖြစ်နေတာမျိုးကနေကြော်လွားနိုင်ပါလိမ့်မယ် Genius ဖြစ်ဖို့တော်နေဖို့မလိုပါဘူးမှန်ကန်တဲ့လမ်းကြောင်းနဲ့ဇွဲရှိဖို့ပဲလိုတာပါ